ဒီနေ့ကျတော့မိတ်ဆွေဖေးခြင်းတဲ့စာအုပ်ကတော့ Freedom from Fear ကြောက်ရွံ့ခြင်းမှကင်းဝေးရေးဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ဒီစာအုပ်ဟာဒေါ်လောင်ဆန်းစုကြည်နေအကျယ်ချုပ်ကြခံနေရစဉ်အတွင်းရေးသားခဲ့တဲ့စောင်းပါးတွေနဲ့မိန့်ခွန်းတွေကိုစူးစီးထားတာဖြစ်ပါတယ်ဒီစာအုပ်ဟာနိုင်ငံရေးထက်သက်တယ်မဟုတ်ဘဲလူသားတွေရဲ့စိတ်သက်ခွန်အားအကြောင်းကိုရေးသားထားတာပါလူတွေဟာတရားမျှတမှုအတွက်ဘာကြောင့်တိုက်ပွဲဝင်ကြတယ်လဲအခက်ခဲတွေကြားကဘလို့ခွန်အားရှာကြတယ်လဲဆိုတာကိုရှင်းပြထားပါတယ်။သင်ဟာနိုင်ငံရေးနယ်ပယ်မှာမဟုတ်ပေမဲ့ဒီစာအုပ်ကသင်ရဲ့နေ့စဉ်ဘဝမှာကိုကျင်တရားကောင်းမွန်စွာနဲ့ရဲရဲဝံ့ဝံ့ဘလို့ရှင်သန်ရမလဲဆိုတဲ့အဖို့တန်သင်ခန်းစာတွေကိုပေးစွမ်းနိုင်ပါတယ်။ဒီစာအုပ်ရဲ့အကြော်ကြားဆုံး message ကကြောက်ရွံ့တာဟာသဘာဝဖြစ်ပေမဲ့အဲ့ဒီကြောက်စိတ်ကသင်ကိုလွမ်းမိုးမသွားစေဘူးဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးမှာကြောက်စိတ်ရှိကြပါတယ်။ကြာရှုံးမှာကိုကြောက်တာသူများအထင်သေးမှာကိုကြောက်တာဒါမှမဟုတ်ပြောင်းလဲမှုတွေကိုကြောက်တာမျိုးပါဒါပေမဲ့ဒေါန်ဆန်းစုကြည်ကအာနာကလူကိုပျက်စီးစေတာမဟုတ်ဘဲကြောက်ရွံ့ခြင်းကသာလူကိုပျက်စီးစေတာလို့ဆိုထားပါတယ်တင်ဘဝတိုးတက်ဖို့အတွက်ဘာကိုမှမကြောက်တဲ့သူဖြစ်နေဖို့မလိုပါဘူးကြောက်စိတ်ကြောင့်ဆုံးဖြတ်ချက်တွေမမှားကြဖို့ပဲလိုတာပါစစ်မှန်တဲ့လွတ်လပ်မှုဟာကိုယ်စိတ်ထဲကနေစတင်ပါတယ်ဒေါန်ဆန်းစုကြည်ဟာအင်္ဂလန်ကတတောင့်တတရှိတဲ့ဘဝကိုစွန့်လွတ်ပြီးသူမရဲ့တိုက်ပြည်ကပြန်လာခဲ့ပါတယ်။ဒါဟာသူမရဲ့ပြည်သူတွေနဲ့ဖခင်ဖြစ်သူအပေါ်ထားရှိတဲ့တာဝန်သိစိတ်ကြောင့်ဖြစ်ပါတယ်။ကျွန်တော်တို့ဟာခိုးကြိုးထပိုကြီးမားတဲ့အရာတစ်ခုခုအတွက်အလုပ်လုပ်တဲ့အခါဘဝဟာပိုပြီးအဓိပ္ပာယ်ရှိလာပါတယ်။မိသားစုတပည့်တွေဒါမှမဟုတ်ပတ်ဝန်းကျင်အတွက်တာဝန်သိတတ်တဲ့စိတ်ကတင့်ကိုစိတ်သက်ခွန်အားရှိသူထက်လာစေပါတယ်။ကိုပြန်မေးကြည့်ပါ။ငါပတ်ဝန်းကျင်ကလူတွေအပေါ်ငါဘာတာဝန်ရှိသလဲ။ခက်ခဲနေတဲ့တောင်မှန်ကန်တဲ့အရာကိုလှုပ်ဆောင်တာဟာလူပိသားစရိုက်ကောင်းကိုတိဆောက်တာပဲဖြစ်ပါတယ်။လွတ်လပ်မှုနဲ့ဒီမိုကရေစီဆိုတာကိုယ်ပိုင်စည်းကမ်းရှိသည့်ပေါ်မှာမူတည်တာကိုဒီစာအုပ်ကအလေးပေးထားပါတယ်။တဦးချင်းစီကစည်းကမ်းမရှိရင်ငိမ့်ချမ်းတဲ့လူအဖွဲ့အစည်းကိုမတိဆောက်နိုင်ပါဘူး။စစ်မှန်တဲ့ပြောင်းလဲမှုဆိုတာအော်ဟိတ်နေယုံတို့ဒါမှမဟုတ်အကြမ်းဖက်ယုံနဲ့မရနိုင်ပါဘူး။စိတ်သက်ရေးရတော်လန်မှုဆိုလိုတာကကိုယ့်ရဲ့အတွေးခေါ်နဲ့အပြုအမူကိုပြောင်းလဲနိုင်မှသာရရှိမှာဖြစ်ပါတယ်။တင်ပတ်ဝင်းချင်းကိုပြောင်းလဲခြင်းရင်ကိုအရင်ပြောင်းလဲပါ။စိတ်ရှိခြင်း၊ချိန်နာခြင်းနဲ့မစုံမနဲ့ကြိုးစားခြင်းတို့ကိုကျင့်ယူပါ။မူထားတဲ့ပုံမှာတိဆောက်ထားတဲ့စနစ်တစ်ခုဟာတနည်းမှာပြိုလဲမှာတယ်လို့ဒူမကဆိုထားပါတယ်။အမှန်တရားကသာခိုင်မာတဲ့အုတ်မြတ်ကိုပေးနိုင်ပါတယ်။ရိုးရိုးသားသားရှင်သန်မှုကခဏတောင်ခက်ခဲနိုင်ပေမဲ့ရေရှည်မှာတော့ဒါဟာစိတ်အေးချမ်းမှုနဲ့တခြားသူရဲ့လေးစားမှုကိုရရှိမယ်တနည်းလောက်နဲ့နီးလမ်းပဲဖြစ်ပါတယ်။ကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေအပေါ်မှာကိုယ်တိုင်ရိုးရပါအလုခွင်မှာဖြစ်ဖြစ်လူမှုဆက်ဆံရေးမှာဖြစ်ဖြစ်အမှန်တရားကိုပဲလက်ကင်ထားပါအနစ်ချွတ်နေရင်ကြောက်ရွံ့ခြင်းမှကင်းဝေးရေးစာအုပ်ကကျွန်တော်တို့ကိုသင်ပေးတာကအစိုးဝါးဆုံးအကျဉ်းတောင်တစ်ခုဟာကိုယ့်ရဲ့တန်တရားနဲ့ကြောက်စိတ်တွေနဲ့တိဆောက်ထားတဲ့အရာပါလို့ဆိုတာပါတိုက်တွန်းချင်တာကတော့ဒီနေ့ကစပြီးကြောက်စိတ်ထက်မျောလင့်ချက်ကိုပိုပြီးရွေးချယ်နိုင်ကြပါစေလူသားတွေရဲ့စိတ်သက်ဟာဘလောက်ထက်ခက်ခဲပါစေပြန်လဲရုန်းကန်နိုင်စွမ်းရှိတယ်ဆိုတာကိုဒီစာအုပ်ကသတိပေးနေပါတယ်နားဆင်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပါ